ကျွန်တော်ကတော့ပန်းသီးပါနေ့စဉ်စားပြီးရင်နှလုံးကျန်းမာရေးကိုထောက်ပံ့ပေးပြီးအစာကြေမှုကိုကူညီပေးပါတယ်။ကိုခန္ဓာအတွက်ရိုးရိုးလေးနဲ့အသုံးဝင်တဲ့အသီးတစ်မျိုးဖြစ်ပြီးကျန်းမာရေးအသီးနှံလေးတွေကနေသူတို့ရဲ့အကျိုးပြုပုံအကြောင်းကိုပြောပြနေတဲ့ဗီဒီယိုလေးတွေလုပ်ချင်တယ်ဆိုရင်ကိုယ့်ရဲ့ဖုန်းထဲမှာ ChatGPT, Gemini, Chrome browser နဲ့ video editing အတွက် app တစ်ခုလိုအပ်မှာဖြစ်ပါတယ်။ကျွန်တော်ကတော့ဒီဗီဒီယိုမှာ InShot application ကိုသုံးပြီးတော့လုပ်ပုံအဆင့်ဆင့်ကိုပြောပြပေးသွားပါမယ်။ပထမဆုံးကျွန်တော်တို့ Gemini ကို video script ရယ် photo prompt ရယ် video prompt ရယ်ရေးခိုင်းမယ်။ပထမဆုံး Gemini app ထဲကိုဝင်ပါမယ်။ဒီ box လေးထဲမှာကိုလိုချင်တဲ့စာသားကိုရိုက်ထည့်မယ်။ကျွန်တော်တို့အသီးငံအသားငါးလေးတွေကနေပြီးတော့စကားပြောတဲ့ဗီဒီယိုလုပ်မှာဖြစ်တဲ့အတွက်အသီးအနှံသို့မဟုတ်အသားငါးမျိုးရဲ့အကျိုးကျေးဇူးကို၎င်းတို့ကိုယ်တိုင်ပြောနေသောဗီဒီယိုဖန်တီးရန်အောက်ပါအတိုင်းပြုလုပ်ပေးပါနံပါတ်1ကအသီးနှံတစ်မျိုးကို6စက္ကန့်နေပြီးတော့15စက္ကန့်စာဗီဒီယိုစခရစ်ရေးခိုင်းတယ်၎င်းတို့ဤပုံကို16ကူးဆိုင်နဲ့ကာတွန်းပုံထုတ်ဖို့အတွက် photo prompt ရေးခိုင်းတယ်ဒီနေရာမှာကိုကTikTok မှာတင်မယ်ဆိုလို့ရှိရင်တော့96 site လို့ပြောင်းရေးရမှာပေါ့နော်ပုံထည့်ပြီးတော့စကားပြောတဲ့ video prompt ရေးခိုင်းမှာပေါ့နော်အဲ့မှာပြောရမယ့်စာသားကိုတစ်ခါတည်းထည့်ပေးပါပြောရမယ့်စာသားဟာ8စက္ကန့်ထက်ကျော်မယ်ဆိုလို့ရှိရင်စင်းနှစ်ခုခွဲပေးပါခွဲပြီးရေးခိုင်းလိုက်တာပေါ့ပုံနဲ့နေရာမပြောင်းအောင်လဲlock လုပ်ပေးပါဆိုပြီးတော့ရေးလိုက်မယ်ဒါဆိုရင်သူကကျွန်တော်တို့ဗီဒီယိုတစ်ပုဒ်ဖန်တီးဖို့အတွက်အပေါ်မှာ script ပါမယ်အောက်မှာ photo prompt ပါမယ်အောက်မှာ video prompt ပါမယ်နော်ဒီသုံးခုကိုသူကပြန်ရေးပေးတယ်အသီးတစ်မျိုးချင်းကိုသူကအဲ့လိုမျိုးပဲရေးပေးရပါတော့ဒုတိယအဆင့်အနေနဲ့အသီးနှံလေးတွေပုံကိုကျွန်တော်တို့ ChatGPT ကိုသုံးပြီးတော့ထုတ်မယ်အရင်ဆုံးကျွန်တော်တို့ဒီ photo prompt ဆိုတဲ့ဟာလေးကို copy ယူလာခဲ့မှာနော်ဒါဆိုရင်ကျွန်တော်တို့ ChatGPT ထဲကိုဝင်မယ်ဒီနေရာမှာ paste လုပ်မယ်ဒါဆိုရင်ကျွန်တော်တို့စကားပြောမယ်ပန်းသီးပုံတွေရပါပြီတခြားသီးနှံ၄ခုကိုလည်းဒီတိုင်းပဲဆက်ပြီးတော့လုပ်ပါမယ်ကျွန်တော်တို့လိုချင်တဲ့ပုံလေးတွေရပြီဆိုတော့ဗီဒီယိုထုတ်ဖို့အတွက်ဆက်လုပ်ပါမယ် Chrome browser ကိုသုံးပြီးတော့ Gemini Enterprise မှာဗီဒီယိုလေးတွေထုတ်မယ်ကျွန်တော်ဆက်ဘာမှာ Gemini Enterprise ဆိုပြီးတော့ရိုက်ရှာမယ်ဒီထဲကိုဝင်ပြီးတော့ login လုပ်လိုက်ပါကျွန်တော်တို့မှာ Gmail account ရှိမယ်ဆိုလို့ရှိရင်တရက်ကိုအနည်းဆုံးဗီဒီယို3ပုံနဲ့4ပုံထုတ်လို့ရမယ်ပြီးရင်တစ်လ free သုံးလို့ရမယ်ပေါ့နော်ဒီပေါင်းလေးကိုနှိပ်ပြီးတော့ကျွန်တော်တို့လုပ်ခဲ့တဲ့ပန်းသီးပုံလေးထည့်မယ်စကားပြောတဲ့ဗီဒီယိုလုပ်ဖို့အတွက်ဟိုဘက်က Gemini ရေးပေးထားတဲ့ဗီဒီယို prompt ကိုဒီမှာ paste လုပ်မယ်ပေါ့နော်ဒီနေရာမှာခဏလောက်တော့စောင့်ရမယ်ဗျမင်္ဂလာပါ IT နည်းပညာတွေနဲ့ AI ကိုအကျိုးရှိရှိအသုံးပြုခြင်းနဲ့ဆိုရင်တော့ AI and Tech မြန်မာ YouTube Channel ကို Subscribe လုပ်ထားနိုင်ပါတယ်ဒါဆိုရင်ကျွန်တော်တို့လိုချင်တဲ့ဗီဒီယိုလေးရပြီနော်ကျွန်ုပ်ကပန်းသီးပါအမြင့်ထက်ပါလို့အစာကြေစနစ်ကိုကောင်းစေပြီးနှလုံးကိုကျန်းမာစေပါတယ်ကျန်တဲ့အသီးနှံလေးတွေကိုလည်းဒီတိုင်းပဲဆက်လုပ်သွားပါမယ်ဒီလိုဗီဒီယိုလေးတွေရပြီဆိုရင်တော့ကျွန်တော်တို့ InShot တွေကိုထည့်ပြီးတော့ edit ပါမယ်ကျွန်တော်တို့ကဗီဒီယိုလုပ်မှဖြစ်တဲ့အတွက်ဒါလေးကိုနှိပ်ပေးပါnew ကိုနှိပ်ပြီးတော့ကျွန်တော်တို့ edit မဲ့ပုံတွေဗီဒီယိုတွေကိုဒီမှာထည့်ရပါမယ်အောက်ကအမှန်ချင်ကလေးကိုနှိပ်လိုက်ရင်ကျွန်တော်တို့လူချင်တဲ့ပုံတွေဗီဒီယိုတွေထည့်ပြီးသားဖြစ်သွားပါပြီ InShot ရဲ့ watermark လေးကိုဖျောက်ချင်တယ်ဆိုလို့ရှိရင်တော့သူ့ပေးနာcrop ပုံလေးကိုနှိပ်လိုက်ပါအဲဆိုလို့ရှိရင်ကြော်ညာခဏကြည့်ပြီးပျောက်သွားမှာပေါ့နော်ကျွန်တော်တို့ဗီဒီယို site ပြောင်းကျင်တယ်ဆိုလို့ရှိရင်တော့ရှေ့ဆုံးကလေးတောင်းကွက်ကလေးကိုနှိပ်ပေးရပါမယ် YouTube မှာတင်မယ်ဆိုလို့ရှိရင်တော့16ကို site ပေါ့short video တို့နောက် TikTok တို့မှာတင်မယ်ဆိုလို့ရှိရင်တော့96 site ကိုရွေးပေးရမှာဖြစ်ပါတယ်ဗီဒီယိုထုတ်မယ်ဆိုလို့ရှိရင်တော့ညာဘက်အပေါ်ဆုံးတောင်က export ဆိုတဲ့ခလုပ်လေးကိုနှိပ်ပါကျွန်ုပ်ကပန်းသီးပါအမြင့်ထက်ပါလို့အစာကြေစနစ်ကိုကောင်းစေပြီးနှလုံးကိုကျန်းမာစေပါတယ်နေ့တိုင်းစားရင်ဆရာဝန်စီသွားဖို့မလိုတော့ဘူးနော်ကျွန်ုပ်ကလိန်ငေါသီးပါဗီတာမင်စီကျွဲဝလို့ကိုယ်ခံအားကိုမြင့်တင်ပေးပြီးအသားအရည်ကိုလည်းကြည်လင်တောက်ပစေပါတယ်ကျွန်ုပ်ကစတော်ဘယ်ရီသီးပါအယိုးနဲ့သွားပုံးတွေကိုကျန်းမာစေပြီးအိုမင်းရေရောမှုကိုလည်းနှေးကွေးစေပါတယ်အသားအရည်အတွက်အရန်ကောင်းပါတယ်ကျွန်ုပ်ကသရက်သီးပါဗီတာမင် A ပါလို့အမြင်အာရုံကိုကောင်းစေပြီးကင်ဆာကိုလည်းကာကွယ်ပေးနိုင်ပါတယ်အရသာလည်းအင်မတန်ရှိတယ်နော်
ကျွန်ုပ်ကငှက်ပြောသည်ပါခန္ဓာကိုယ်အတွက်စွမ်းအင်ကိုမြန်မြန်ဖြည့်ပေးပြီးကြွက်သားတွေကိုတန်မာစေပါတယ်အားရင်ပြဖို့ကျွန်ုပ်ကိုစားပေးပါ ဒါဆိုရင်တော့မိတ်ဆွေတို့အနေနဲ့ဒီလိုဗီဒီယိုလေးတွေလုပ်ပြီး YouTube တို့ TikTok တို့မှာတင်ပြီးတော့ပတ်စံရှာနိုင်ကြပါပြီအားလုံးကျေးဇူးတင်ပါတယ်ဗျာအောင်မြင်ကြပါစေ